Hat Knowledge ရဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့မှာတော့ပရိသတ်တွေအတွက်ငွေပန်းဥနဲ့ကျန်းမာရေးအကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ငွေပန်းပင်လေးတွေကိုတော့လူတိုင်းလိုသိကြမှာပါ။ငွေပန်းအပွင့်လေးတွေဟာဆိုရင်လေရနတင်းတင်းလေးနဲ့လူတွေရဲ့စိတ်ကိုကြည်လင်လန်းဆန်းစေပြီးဖျားပွဲအလှမင်္ဂလာပွဲတွေမှာလည်းငွေပန်းကလေးတွေကိုထည့်သွင်းအသုံးပြုကြတာပဲဖြစ်ပါတယ်။ဒီလိုမျိုးငွေပန်းပင်ရဲ့အပွင့်လေးတွေအသုံးဝင်တာမဟုတ်ဘဲနဲ့ငွေပန်းပင်ရဲ့ဥတနည်းအားဖြင့်ငွေပန်းဥကလေးတွေကလူတွေရဲ့ကျန်းမာရေးကိုတစ်ဖက်တစ်လမ်းကနေအသုံးပြုလို့ရတယ်ဆိုတဲ့အကြောင်းကိုပြောပြပေးသွားမှာမို့ဒီဗီဒီယိုလေးကိုဆုံးအောင်ကြည့်ပေးသွားကြပါအောင်နော်။ငွေပန်းဥကိုတော့များသောအားဖြင့်ခပ်ပါးပါးလှီးပြီးတော့ဟင်းချိုဟင်းကားချက်တောက်ကြပါတယ်။ဒီလိုမျိုးငွေပန်းဥဟင်းကားလေးတွေကလူတွေရဲ့ကျန်းမာရေးကိုဘလို့အကျိုးပြုနေတယ်လဲဆိုရင်အသက်အရွယ်ရလာတဲ့အခါရိုးရင်းချင်စီအားနေတာရိုးရင်းချင်စီကုန်ခန်းတာမျိုးတွေအတွက်ဆိုရင်တော့ငွေပန်းဥဟင်းကားကိုတောက်သုံးပေးခြင်းအပြင်ကုန်ခန်းသွားတဲ့ချင်စီတွေကိုပြန်လည်ဖြည့်တင်းပေးနိုင်တဲ့အစားအစာတစ်မျိုးလေးဖြစ်ပါတယ်။ဒါကြောင့်ငွေပန်းဥဟင်းကားတွေကိုအသက်အရွယ်ကြီးရင်လာသူတွေချင်စီအားနည်းသူတွေအထူးစားသုံးပေးတဲ့နားလည်းဖြစ်ပါတယ်။နောက်ထပ်အနေနဲ့ကျန်းမာရေးအတွက်ဘလို့အကျိုးပြုနေတယ်လဲဆိုရင်တော့သွေးအားကိုကောင်းစေပြီးသွေးအားနည်းယောဂါကိုအထူးကာကွယ်ပေးနိုင်ပါတယ်။ဒါကြောင့်သွေးထွက်လွန်တာမျိုးတွေသွေးအားနည်းယောဂါရှိသူတွေစားသုံးပေးသင့်ပါတယ်။အထူးသဖြင့်ကလေးမီးပွားတဲ့မိခင်တွေသွေးထွက်လွန်ပြီးတော့သွေးအားနည်းတဲ့အခါမျိုးတွေမှာဆိုရင်လေငွေပန်းဥဟင်းကားကိုချက်တောက်သုံးသင့်ပါတယ်။ငွေပန်းဥဟာဆိုရင်ခန္ဓာကိုယ်အဖို့အကျိတ်တွေကိုတက်တာစေနိုင်တဲ့အစွမ်းလည်းရှိတာဖြစ်ပြီးတော့အဖို့အကျိတ်ရှိသူတွေစားသုံးမယ်ဆိုရင်တက်တာစေနိုင်ပါသေးတယ်ရှင်။ငွေပန်းဥကိုနောက်ထပ်ဘလို့အသုံးပြုလို့ရနိုင်တယ်လဲဆိုရင်အစိတ်တောက်ရှိတဲ့အကောင်တွေအင်းဆက်ပိုးမွားကိုက်ခံရပြီးအစိတ်တက်တာမျိုးဖြစ်နေရင်တော့ငွေပန်းဥကိုသွေးပြီးတော့ခက်ပြစ်ကလေးလိမ့်ထားပေးလိုက်မယ်ဆိုရင်တော့အစိတ်ကိုကျစေနိုင်တဲ့အစွမ်းလည်းရှိပါတယ်။ငွေပန်းဥဟာဆိုရင်အနာတွေအဖို့အကျိတ်တွေကိုအကြက်မြန်စေနိုင်တဲ့အစွမ်းရှိတာကြောင့်အနာပေါက်မျိုးတွေထိခိုက်ဒဏ်ရာတွေအတွက်ဆိုရင်တော့ငွေပန်းဥကိုဟင်းချိုဟင်းကားချက်တောက်ပေးသင့်ပါတယ်။နောက်ထပ်ငွေပန်းဥကိုဘလို့အသုံးပြုပေးနိုင်သေးတယ်လဲဆိုရင်တော့ကြီးပေါင်းယောဂအမျိုးမျိုးကိုသက်သာစေနိုင်ပါတယ်။ဥပမာစက်ကြီးပေါင်းလက်ကြီးပေါင်းနဲ့အယိုးအဆစ်တွေမှာဖြစ်တတ်တဲ့ကြီးပေါင်းယောဂတွေဖြစ်နေတဲ့အခါမျိုးမှာဆိုရင်လေကြီးပေါင်းယောဂရှိသူတွေအနေနဲ့ကြီးပေါင်းဖြစ်နေတဲ့နေရာတွေကိုသွေးပြီးလိမ့်မိမယ်ဆိုရင်သက်သာစေနိုင်ပါတယ်။နောက်ထပ်အနေနဲ့ကတော့ငွေပန်းဥမှာသွေးသားကိုစင်ကြယ်စေနိုင်တဲ့အစွမ်းရှိတာကြောင့်သွေးမတက်ယောဂရှိသူတွေအနေနဲ့စားသုံးပေးမယ်ဆိုရင်သက်သာပြောက်ကင်းစေနိုင်ပါတယ်။ငွေပန်းဥမှာဆိုရင်ခန္ဓာကိုယ်မှာအကျိုးပြုတဲ့ဗီတာမင်နဲ့သတ္တုဓာတ်တွေပြည့်ပြည့်ဝဝပါဝင်တာကြောင့်အာဟာရကိုဖြစ်ထွန်းစေပြီးတော့အားအင်ကိုပြည့်စွမ်းစေပါတယ်။ဒါကြောင့်ငွေပန်းဥတွေကပေါ်ပေါ်များများနဲ့ဈေးနှုန်းသက်သာစွာရရှိနိုင်ပြီးတော့ကျန်းမာရေးအတွက်များစွာအထောက်အကူပြုနေတဲ့ဆိုတဲ့အကြောင်းကိုအကြံပြုတင်ဆက်ပေးလိုက်ပါရရှင်။အစောတိကြည့်ရှုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။ညီမတို့ရဲ့ Hat Knowledge Channel လေးကနေကျန်းမာရေးနဲ့ပတ်သက်တဲ့ဗဟုသုတတွေကိုနေ့စဉ်ည9:00နာရီအချိန်တိုင်းတင်ဆက်ပေးနေမှာမို့ဆက်ဆောင်မြော်အားပေးကြပါအောင်ရှင်။နားဆင်အားပေးခဲ့ကြတဲ့ပရိသတ်တို့တွေလည်းစိတ်ဤချမ်းသာခြင်းကိုယ်ဤကျန်းမာခြင်းတို့နဲ့ပြည့်စုံနိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ရှင်။